ပြီးတော့ AI တွေကကျွန်တော်တို့မျိုးနိုင်ငံတွေပေါ်မှာဗလိုက်မှုရှိရဗျဒီဗလိုက်မှုတွေကဘယ်ကနေပြီးခြေခံလာလဲဆိုရင် data ကို storage လုပ်တာကနေပြီးတော့ခြေခံလာတာဗျ Okay အားလုံးပဲမင်္ဂလာပါ AI နဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားမှာက3မျိုးရှိတယ်ဗျ machine learning ရယ် deep learning ရယ် generative AI ဆိုပြီးတော့3မျိုးရှိရပါတော့အခုလို့တော်တော်များပြောနေကြတဲ့ ChatGPT လို့ DeepSeek လို့ Gemini လို့ဆိုတာက generative AI နဲ့ပါတာဗျပြီးတော့ AI တွေကကျွန်တော်တို့မျိုးနိုင်ငံတွေပေါ်မှာဗလိုက်မှုရှိရဗျဒီဗလိုက်မှုတွေကဘယ်ကနေပြီးခြေခံလာလဲဆိုရင် data ကို storage လုပ်တာကနေပြီးတော့ခြေခံလာတာဗျဥပမာထိုင်းရ data ချက်လက်တွေနဲ့မြန်မာနိုင်ငံက data ချက်လက်တွေကိုသူတို့ရဲ့ server တွေထဲမှာဘယ် data ကိုပို့ထည့်ထားပေးမယ်လို့ထင်တယ်တေချာတခုကသူတို့အတွက်ပို့ပြီးကျိုးမြတ်ရှိမယ်လို့ထင်တဲ့နိုင်ငံက data ကိုပဲပို့ထည့်ထားပေးလိမ့်မယ်ဗျဒါကလည်းနိုင်ငံပေါ်မူတည်ပြီးတော့ဖတ်လိုက်တာပဲဗျနောက်ဥပမာတစ်ခုကမြန်မာနိုင်ငံတွင်းမှာဗျာဥပမာရန်ကုန်မှာလည်းကျောင်းသားတွေရှိတယ်မန္တလေးမှာလည်းကျောင်းသားတွေရှိတယ်တခြားမြို့တွေမှာလည်းကျောင်းသားတွေရှိတယ်မနော်ဒီလိုမျိုးကျောင်းသားတွေရှိတဲ့အထဲမှာရန်ကုန်ကကျောင်းသားတွေရဲ့အောင်ချက်ကပိုကောင်းလဲဆိုတာ data ကို AI ထဲမှာထည့်ထားမယ်ဆိုရင်လှုပ်ရှားတဲ့ခါကျရင်လည်းဗလိုက်မှုကရှိနေလိမ့်မယ်ဗျဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်ထပ်ပြပြမယ်ဥပမာကုမ္ပဏီတစ်ခုမှာလုံးဝလျှောက်တယ်ဆိုတော့နေရာပေါင်းစုံက CV form တွေကအိစတစ်ပတ်မှရောက်လာတယ်အိစကဒီ CV form တွေရမ်းများတာဖြစ်တဲ့ကြောင့်ကိုယ်တိုင်မစင်နိုင်တော့ဘူးအဲ့ခါကျရင် AI ကိုကူညီတောင်းပြီးတော့ဆက်ခိုင်းတယ်ဒီလိုမျိုး AI ကိုကူညီတောင်းပြီးဆက်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်စကတဲ့က AI ရဲ့ data တွေထဲမှာရန်ကုန်ကကျောင်းသားတွေရဲ့ data ကအောင်ချက်ကောင်းလဲဆိုတဲ့ data ကရှိပြီးသားအဲ့ခါကျရင် exact department တွေကဒီ CV form ကိုဆက်လိုက်တဲ့အခါမှာရန်ကုန် location ပြထားတဲ့ကျောင်းသားတွေရဲ့ CV form ကအပေါ်ဆုံးကိုရောက်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါလည်း data ပေါ်မူတည်ပြီးတော့ဗလိုက်တာပဲဗျကျွန်တော်နောက်ဆုံးတစ်ခုပြောချင်တာက AI ကိုမဖြစ်မနေ learning လုပ်ဖို့လိုလာပြီဗျဒီထက်ပိုသိထားရမှာက AI ဆိုတာကကျွန်တော်တို့ရွေးချယ်ထားတဲ့ career ပေါ်မှာပို့ပြီးတော့လွယ်ကူသွားအောင်ပို့ပြီးတော့ပေါအောင်ဖြစ်သွားအောင်ကူညီပေးရဲဆိုတာကိုသိထားရင်ရပါပြီဒါပေမဲ့ AI ကကောင်းကျိုးတွေလည်းရှိလို့ဆိုးကျိုးတွေလည်းရှိသေးတယ်ဗျဆိုးကျိုးတွေကဘာဖြစ်မလဲဆိုရင် AI ကိုသုံးပြရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က server ဆိုတာလိုလာပြီ server က heat အရန်ထွက်တယ်ဗျဒီ heat ကိုထိန်းနိုင်ဖို့အတွက်ရေဆိုတာလိုလာပြီရေကလည်းရေချိုမှသုံးပြလို့ရမှာဆိုတော့ဒီတဘာဝပတ်ဝန်းကျင်ကိုထိခိုက်ရပါတော့ဒီနေရာမှာကျွန်တော်ပြောစရာတစ်ခုရှိတာကရေချိုနေရာမှာရေငံသုံးပြလို့မရဘူးလားဗောနော်ရေငံသုံးပြလိုက်မယ်ဆိုရင်ဒီလိုမျိုးသူတို့ရဲ့ pipeline လေးကိုတန်ကြီးတက်တာမျိုးတွေစားပေါက်တာမျိုးတွေဖြစ်နိုင်တယ်ဗောနော်ဒါအဲ့ခါကျရင်ကုန်ကျစရိတ်ကရမ်းများတာတချို့ကုမ္ပဏီတွေဆိုရင်တော့ရေငံကိုရေချိုပြောင်းပြီးတော့ဒီလိုမျိုးသုံးပြတာမျိုးတွေတော့ရှိရဗောနော်ဒါပေမဲ့ percentage ကရမ်းနည်းတယ်ဗျကျွန်တော်မြင်ပြောရမယ်ဆိုရင်တော့ဤပညာတွေတိုးတက်လာတာနဲ့များဒီတဘာပတ်ဝန်းကျင်ကတော့ထိခိုက်လာတယ်ဗျစိတ်မကောင်းစရာပဲပေါ့နော်โอเคဒီဗီဒီယိုတော့ထားပါဗျအားလုံးကိုကြိုးတင်ပါတယ်ကြောင်းနေမှာတော့တာစီပါ